အားလုံးမင်္ဂလာပါဒီဗီဒီယိုကကျွန်တော် page ကို supporting လုပ်ချင်တဲ့သူတွေအတွက်ကျွန်တော် page ကို star ဘယ်လိုပေးရမလဲဆိုတာကိုကျွန်တော်တင်ပြတာပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တင်ထားတဲ့ဗီဒီယိုရဲ့အောက်မှာ comment ဘေးကဒီ comment ကိုနှိပ်လိုက်မယ်ဆိုရင်ဟိုဘေးမှာ star ဆိုပြီးတော့ပေါ်လာတယ်ဒီ star တွေကကိုပေးချင်တဲ့လောက်ပေးလို့ရတယ်တစ်လုံးကနေအလုံး300ထိဒါပေမဲ့ကိုပက်ဆိုင်နဲ့ကိုပေးရမှာမို့လို့ပေးချင်တဲ့လူတွေအတွက်ပဲကျွန်တော်ရည်ရွယ်ပြီးတင်ပေးတာပါကျွန်တော်တို့ကဒါဆိုကိုပေးချင်တဲ့ပမာဏကိုရွေးပြီးတော့ဒါဆိုပေးချင်တဲ့လူတွေကငွေရှင်းပေးရတာပေါ့နော်ဒါဆိုဘေးကတပက် click to pay ဆိုပြီးနှိပ်လိုက်ရင်တော့ star က automatic ကျွန်တော်ပိတ်ထဲကိုဝင်လာပါပြီဒါဆိုပေးထားတယ် okay ခုနကကျွန်တော် star ဝယ်ပြီးသွားပြီနော်ဒါ star ကိုဒီပိတ်ထဲကိုပေးဖို့အပေါ်မှာဒီစိတ်ရောက်ပုံစံနဲ့အစိမ်းရောင်ကရှားထောက်နေတယ်တွေ့လားဒီအောက်မှာ star 10လုံးဆိုပြီးတော့ပြထားတယ်ဒါပေမဲ့ကျွန်တော်က star ရိုးရိုးပေးတာထက်ဒီစာလေးပါနည်းနည်းထည့်ရေးလိုက်တာပေါ့နော်